မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကကောသလရဲ့တိုင်းပြည်မှာကောသလမင်းနန်းတော်အလုတ်လုတ်တဲ့အမတ်တရဘုရင်ကြီးကသူ့ကိုသိပ်ပြီးတော့လေးစားအဲ့ဒီအမတ်ကဘာလုပ်တယ်လဲမေးရင်၅ပါးသီလကိုလုံအောင်ထိန်းအမတ်က၅ပါးသီလလုံနေဆိုတော့အဲ့ဒီအမတ်ကိုပြိတဲ့ဘုရင်ကြီးကသိပ်ပြီးတော့ချစ်တာတဲ့သိပ်ပြီးမျက်နှာသာပေးသိပ်ပြီးဦးစားပေးမျက်နှာသာပေးဦးစားပေးတော့ဒီအမတ်ကြီးကစဉ်းစားတယ်ဩငါဒီဘုရင်ကြီးကငါတခြားမတ်တွေနဲ့မတူဘူးစကားပြောတာတွေဆက်ဆံတာတွေဦးစားပေးတာတွေသိပ်ပြီးတော့ငါ့ပေါ်မှာပိုလွန်းနေပေါ့ဘလို့ကြောင့်လဲသိကျင်တော့ပြိတဲ့အဲ့ဒီအမတ်ကဗရိန်ဆရာတွေပေါ့နန်းတွင်းသူနန်းတွင်းသားတွေဝစ်ဖို့အတွက်ဗရိန်လုပ်ငန်းလုပ်နေကြတဲ့ဗရိန်ဆရာတွေနာသွားပြီးအဲ့ဒီထဲမှာပြိတဲ့ပုံထားတဲ့ရွှေတွေကိုသူကလက်နဲ့ကုပ်ထုတ်နဲ့ထုတ်ယူသွားဗရိန်လုံနေတဲ့လူငယ်တွေအကုန်လုံးကဟာဘယင်ကြီးကိုယ်တိုင်ကမျက်နှာသာပေးဦးစားပေးထားတဲ့အမတ်ကြီးဆိုတော့ဘာပြောရဲကိုင်ကွာတို့တွေအကုန်စုပြီးယော်လိုက်တာပေါ့လက်တဆုပ်စာလာပြန်ပြီးနောက်2ရက်3ရက်နေတော့တခါထပ်ပြီးလက်နဲ့ကုတ်ထွက်သွားပြန်ဟာအဲ့ဒီမှာလည်းပဲမပြောရတော့တို့ပဲခံရသေးတာပေါ့3ရက်မြောက်လဲရောက်ကြရောပြိတဲ့မနေနိုင်တော့ဘူးယော်လဲမယော်နိုင်တော့ဘူးဒီလူသခိုးပဲဆိုပြီးတော့ဝိုင်းဖမ်းပြီးတော့မှဘရင်ထံပို့ဘယင်ကြီးတဲ့နေ့စဉ်ရွှေတဆုပ်ပျောက်သွားတာတခြားမဟုတ်ဘူးဒီအမတ်ကြီးခိုးနေတာဒီအမတ်သခိုးပေါ့သူကလေသခိုးလို့လည်းပြောလိုက်ရောဘယင်ကဟာခမည်းကျုပ်သူတော်ကောင်းကြီးကိုကျင့်တရားကောင်းတယ်ဆိုပြီးလေးစားလိုက်ရတာကြီးညိုလိုက်ရတာမျက်နှာသားတွေပေးလိုက်ရတာဦးစားပေးလိုက်ရတာအခုတော့ဘယ်ဟုတ်တော့ခမည်းသခိုးပဲဟာကျွန်တော်မခိုးပါဘူးဗျာအထုပ်နဲ့မိထားတာတော့မခိုးပါဘူးမပြောနဲ့ဒီအထုပ်နဲ့နေ့စဉ်3ထုပ်ယူသွားတာမခိုးလို့ဘယ်သူကိုသခိုးလို့ပြောမှာတော့ဘုရင်ကြီးရဲ့ခိုးခြင်းလွန်းလို့မဟုတ်ပါခိုးခြင်းလွန်းလို့မဟုတ်ဘဲနဲ့ဘာဖြစ်လို့ယူတယ်လဲစုံစမ်းခြင်းလို့ယူတာဘာစုံစမ်းခြင်းလားဘုရင်ကြီးကျွန်တော်ပေါ်မှာတခြားအမတ်တွေနဲ့မတူဘူးချိုးသားတဲ့အခွင့်အရေးတွေပေးတယ်မျက်နှာသာတွေပေးတယ်ဘာကြောင့်လဲကျွန်တော်ရုပ်လှလို့ဒီလိုမျက်နှာသာပေးတာလားအဖေအမေအမျိုးဆက်ကမြတ်လို့လားပစ္စည်းဥစ္စာပေါ်လို့လားပညာတတ်လွန်းလို့လားဘာကြောင့်ဘုရင်ကြီးဒီလိုမျက်နှာသာတွေပေးတယ်လဲဆိုတာသိကျင်လို့ကျွန်တော်ဒီအထုပ်လေးတွေနေ့စဉ်ယူမိတာပါဒါပထမထုတ်ဒါဒုတိယထုတ်ဒါတတိယထုတ်အကုန်တို့လူငယ်လေးတွေစစ်ခိုင်းကြည့်ပါပိုတာလိုတာရှိကျွန်တော်ပြန်ပေးပါမယ်အထုပ်တိုင်းပြိဿပြန်အပ်တယ်အခုတော့ကျွန်တော်သဘောပေါက်ပြီတဲ့ဘုရင်ကြီးကကျုပ်ကိုချစ်ခင်ကြည်ညိုလေးစားနေတာကိုကျင့်တရားကောင်းလို့သီလရှိလို့ပေါ့ပါရှိလို့တော့သီလရှိလို့ဘုရင်ကြီး